ဆိုကိုအမားကိုလက်ခံနိုင်တဲ့သူဆိုတာသူတော်ကောင်းဗျဒါကြောင့်လူ၃မျိုးရှိတယ်တဲ့နံပါတ်၁ကကိုမားလို့မားနေမှမသိတဲ့သူတဲ့အဲ့လူမိုက်တယ်ကိုမားလို့မားနေမှမသိဘူးလူမိုက်တော့ပိတ်သွားပြီလေဗျာအဝိဇ္ဇာသူ့ရဲ့ဖုံးအားကြီးသွားတယ်အဲ့တော့တဏှာကသူ့ကိုယ်သူမှန်မယ်ကိုမားလို့မားနေတဲ့မသိတဲ့သူကဘာလို့လူမိုက်အဲ့တော့ကိုမားလို့မားနေမှသိရင်ဒါပညာရှိတယ်သူစင်ကျင်တက်လာတယ်အကြောင်းကျိုးကိုမားရင်မားနေတယ်ဒါပြင်ဖို့ကြိုးစားမယ်သူများအမားနေသင်္ကန်းသာယူတဲ့သူကလူလိမ့်ပါတဲ့။ဟောသူများတွေဒီလိုလို့မှားတယ်ငါတော့မမအောင်ပြင်မယ်သူများအမားတွေကနေလေ။ဒီလူတွေကဒုတနာသောကြည့်လိုက်လေဒုတနာသောကြောင့်ကာမဂုဏ်တွေကျူးလို့လောဟဂုဏ်မြင်ကြီးကြာသွားတဲ့ဘုရားကဒါသူများအမားနေသင်္ကန်းသာယူသေးချင်တာ။အဲ့ဒါကြောင့်ပြောတာလေဗျာ။ဟုတ်ဘူးလား။နော်ငါမကြည့်အောင်မယ်ဆိုတော့ရှင်များတို့ပြန်ဆုပ်လို့ရသေးလား။ပြူတာတွေအိုတာတွေလည်းရွေးမနေတဲ့ဟာလား။အထာပေးစရာလေးတောင်ရှောင်ဘူးဆိုရင်တော့ဗာဖြစ်သွားတယ်အဲ့ကလောဟကုန်ပြီရဲ့ရောက်တယ်အဲ့ဒီကြမှာနောက်ဆုံးချင်းလို့ပါရသေးလားမရတော့ဘူးဒါကြောင့်သူများမနေသင်္ကန်းသာယူရင်ဗာဖြစ်လေလူလိမ်မှာပဲတကယ်ကောင်းတယ်နော်အဲ့ဒါကြောင့်ဒါသင်္ကန်းသာယူတဲ့ဖို့အရေးကြီးတယ်ဒါပေမဲ့တပည့်တော်တို့ကသင်္ကန်းသာယူတဲ့ဖို့ဆိုတာခဏထားကိုမှားနေတာလည်းသိတယ်မှားတယ်လို့ပြောရင်ကိုယ်တိုင်လည်းလက်မခံနိုင်ဘူးကိုယ်တက်ကဒိဋ္ဌိတရားကြီးတယ်လို့ပြောအောင်ဗျာတဏှာသွေးလည်းကြီးတယ်ဗျမာနလည်းထိတ်တန်းပဲသနာမာနဒိဋ္ဌိနဲ့ဆွဲထားတာကိုမဟုတ်ကိုလက်မခံဘူးဆိုတာပါမင်္ဂတရားနေပြီးတော့ကန်ဆယ်လုပ်တာလက်မခံဘူးကွာဆိုတာမျိုးမပြောတော့လည်းပဲပြောတခါတည်းပြောချင်တယ်ပြန်ပြောအဲ့ဒါရှင်းပြလို့လူ